ကောင်းလား ဒီနေ့ကကလောစင်းနေဖြစ်တာမို့လို့ကျွန်တော်တို့ကလောစင်းနေမှာဈေးလိုက်ဝယ်ပါမယ်ကလောစင်းနေကဘယ်လိုမျိုးလဲကလောစင်းနေမှာကျွန်တော်တို့ဘာတွေဝယ်မလဲဆိုတာဒီဗီဒီယိုလေးမှာဆက်ကြည့်ပေးပါအောင်နော်ဒီနေ့ကကလောရဲ့9ရက်ဈေးနေပေါ့နော်အဲ့တော့ကလောဈေးရဲ့မှာဈေးသွားဝယ်ပါမယ်အဲ့နဲ့ဒီလိုလိုက်ခဲ့ကြပါဦး ချီတက်မယ် ကလောစင်းနေက9ရက်ကိုတစ်ခါရှိပါတယ်ဒီနေရာမှာရှင်းပြချင်တာကကလောဈေးကနေတိုင်းဖွင့်တယ်ဈေးတွေကဆိုင်ကန်းတွေကလည်းနေတိုင်းကိုရောင်းနေဈေးနေမှာတော့ဈေးရဲ့အပြင်ဘက်ကားလမ်းဘေးတွေမှာပါဆိုင်နေခင်းပြီးတော့လာရောင်းကြပါတယ်အဲ့နေ့ဆိုရင်ဈေးတွေကဆိုင်နေတွေမကတော့ပဲနဲ့အပြင်မှာပါဆိုင်နေအများကြီးဖြစ်သွားပြီးတော့ဈေးဝယ်လို့အရန်ကောင်းပါတယ် တို့စီပတ်မွေကင်းရေတော့လက်စာတော့စားပါမယ် မနေ့စာတော့ကျွန်တော်တို့ဈေးတွေကဆိုင်ပါပဲစားပါမယ်ဈေးတွေမှာဂျားရက်ဆိုရင်လူ6ပေမဲ့စနေတနင်္ဂနွေလိုနေမျိုးနဲ့ဒီလိုနေမျိုးဆိုရင်တော့ဈေးဝယ်လူတွေအများများပါတယ်ဒီနေ့တော့မနေ့စာကိုကျွန်တော်တို့ခိုင်သစင်မှာစားခဲ့ပါတယ်ကျွန်တော်ကဈေးတွေကနေလက်စာစားပြီးတော့ပြန်ထွက်လာပါပြီဈေးနေဆိုတော့ဈေးထဲမှာတွေမဟုတ်ဘူးလမ်းတွေပေါ်မှာခင်းတာကျွန်တော်အဲ့ဒီတစ်ချက်လိုက်ကြည့်ပြီးတော့ဒီကလေးဝယ်သွားပါမယ် ဒီဈေးနေ့မှာတော့ဈေးတွေကမဟုတ်ပဲမြို့ပေါ်မှာတခြားနေရာမှာဆိုင်ဖွင့်ထားတဲ့သူတွေရောမြို့နာမှာရှိတဲ့ရွာတွေကပါခြံထွက်သီးနှံတွေကိုလာရောက်ပြီးတော့ရောင်းချကြပါတယ်ကျွန်တော်တို့ကတော့ရန်ကုန်ကိုဒီနေ့ဈေးဝယ်ပြီးမှပြန်ဖို့အတွက်ဈေးနေ့ကိုစောင့်နေရမှာဖြစ်ပါတယ်ဈေးတိုင်းကလုံးဝအရှိကြီးပဲဒီဈေးနာတဘလောက်နှစ်ဘလောက်လောက်လုံးဝအပြည့်ကိုဈေးဆိုင်နေနဲ့ကိုဖြစ်သွားတာကျွန်တော်ဝယ်ဖို့အတွက်အရင်ဆုံးလိုက်ကြည့်တာတော့မှ45မိနစ်တနားရီလောက်ကြာတယ်ကျွန်တော်တို့ကဘာဝယ်မယ်လို့တော့ရည်ရွယ်ပြီးတော့လာတာမဟုတ်ဘူးလိုက်ကြည့်ရင်လည်းကြိုက်တဲ့ဟာတွေရန်ကုန်အထိအထားခံမဲ့ဟာတွေတွေ့တာတွေကိုဝယ်သွားပါမယ်အဲ့တော့ဒီဈေးနေ့မှာဈေးထဲမှာဘယ်လိုဈေးတွေခင်းလဲကျွန်တော်တို့ရောဘာတွေဝယ်ပြမလဲဆိုတာဗီဒီယိုလေးမှာဆက်ကြည့်ပေးပါအောင်နော်6လိုင်းနဲ့ဝက်ခောက်ကျော်ရောင်းနေတာတွေ့ပြီဝက်ခောက်ကျော်ကကျွန်တော်ကြိုက်တယ်အဲ့တော့ဝက်ခောက်ကျော်ဝယ်ပါမယ်ဝက်ခောက်ကျော်တွေကအိတ်နဲ့ထုတ်လာတာအများကြီးပဲအမီးလေးကျွေးတယ်ပေါ့နော်ကျွန်တော်တို့ဝက်ခောက်ကျော်2ထုတ်ဝယ်ခဲ့ပါတယ်ကျွန်တော်ဆက်လျှောက်လာရင်းနဲ့သွားတိုက်စီတို့ခေါင်းလျှော်ရည်တို့ရောင်းနေတဲ့ဆိုင်ကိုသွားတွေ့တယ်ဟိုနေ့ Happy Holiday in မှာတေးတော့ကသူတို့ဟိုတယ်ကပေးထားတဲ့ခေါင်းလျှော်ရည်ကိုကျွန်တော်မိမသဘောကျတယ်ဒီနေ့ဒီဆိုင်မှာလဲတွေ့ရောတန်းပြီးတော့ဝယ်တော့တာပဲဒီဘက်ကိုဆက်လျှောက်လာတော့ငရုတ်သီးတွေရောင်းနေတာတွေ့တယ်အဲ့နဲ့ပဲအိမ်မှာဟင်းချိန်သုံးဖို့အတွက်ငရုတ်သီးလဲဝယ်ခဲ့လိုက်တယ်ကျွန်တော်လည်းဒီကလောဈေးနေ့ကိုအခုမှပထမဆုံးရောက်ပူတာဆိုတော့ဒီဈေးရဲ့ခင်းချင်းပုံအသေးစိတ်ကိုတော့တီးကြမတီးဘူးပေါ့နော်ဒါပေမဲ့အခုရှောက်ကြည့်ရင်တွေ့ရတဲ့လောက်ကတော့ဒီမှာစင်တူတဲ့ပစ္စည်းတွေကိုတနေရာဆိုတနေရာထဲမှာစုရောင်းကြတာမဟုတ်ဘူးဒီတန်းထဲမှာရှောက်သွားနေနေကိုစက်သားရောင်းနေတာလည်းတွေ့တယ်အတုပ်ဆိုင်လည်းတွေ့တယ်အထေဆိုင်လည်းတွေ့တယ်နောက်ကုံကြောက်တွေရောအကုန်ရောနေတာပေါ့နော်အခုကျွန်တော်တို့ရှောက်လိုက်နေလက်ဖက်ချောက်ရောင်းနေတဲ့ဆိုင်တွေ့တော့လက်ဖက်ချောက်လေးဝင်ပါမယ်ဈေးတန်းကျေလုံးတော့ကျွန်တော်ရှောက်နေနေလို့လမ်းစုံတစ်ခုကိုရောက်သွားပြီဆိုရင်တိတ်ပဲဆက်သွားမလားဟိုဘက်ကိုချိုးရမလားဒီတန်းဆော့ဆော့ဝင်ခဲ့နေရလားဒါမှမဟုတ်ဝင်ရသေးဘူးလားဆိုပြီးတော့ဇဝေဇဝါဖြစ်သွားတယ်ဒီဈေးနေ့မှာတော့ဆိုင်နီကိုစုံအောင်လိုက်ပတ်ကြည့်မယ်ဆိုရင်အနည်းဆုံးတနားရီလောက်တော့ကြာမယ်ထင်တယ်ဈေးဝယ်ရကြိုက်တဲ့သူတွေကလောလာမယ်ဆိုရင်တော့ပြန်ကန်ဒီရက်နဲ့ဈေးနီနဲ့အဲ့လိုမျိုးချိန်ပြီးတော့လာနေတယ်ပေါ့နော်ကလောဈေးနီဆိုတာတော့ကလောမှာ9ရက်တစ်ခါကျေးပါတာပါ9ရက်တစ်ခါလေနေရဖြစ်တဲ့အတွက်လာတက်လာမှာတော့ဈေးနီကဘယ်နည်းဖြစ်မယ်လို့တတ်မှတ်မှမရှိပါဘူးကလောဈေးနေပြီးသွားလို့ပင်းတရဟဲဟိုအောင်ပန်းပင်လောင်းဈေးနေတွေပြီးသွားရင်နောက်တစ်ချိန်ကလောဈေးနေကိုပြန်ရောက်ပါတယ်9ရက်တခါဖြစ်ပြီးတော့လာတလရဲ့ဘေးနီရဲ့လို့အတိအကျမရှိတဲ့အတွက်ဈေးနေတွေကိုတော့ရှမ်းပြည်တောင်ပိုင်းဈေးနေများဆိုပြီးပြက်ကလေးထုတ်ပြီးတော့ဖော်ပြကြပါတယ်အွန်လိုင်းမှာလည်းရှာကြည့်လို့ရပါတယ်ခုလျှောက်လိုင်းနဲ့လက်ဖက်ချောက်ရောင်းတဲ့နောက်တစ်ဆိုင်ထပ်တွေ့ပြီဒီမှာတော့လက်ဖက်ချောက်တီးတယ်မဟုတ်ဘူးအင်ဂျီရည်နဲ့တွဲရောင်းတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့လက်ဖက်ချောက်အားပေးခဲ့ပါတယ်ဆိုင်မှာတော့ကျွန်တော်နေကြစီဝယ်ခဲ့တယ်ဝယ်ရင်းနဲ့ဆက်စုကြည့်တာပေါ့နော်ဒါဘယ်ကနေလာရောက်တာလဲလို့
ဒီဆိုင်ကတော့ကလောမျိုးထဲမှာပဲဖွင့်ထားတဲ့ဆိုင်လို့ပြောတယ်ဒါတော့ဈေးနှိမ့်မှုလို့ဒီဈေးထဲမှာလည်းတက်တက်လာရောက်တာပါတဲ့ကဲခေါင်းမှာချင်းနေရောင်းနေရလေးရှိတယ်ဈေးလာရင်လည်းအိတ်တွေဘာမလောက်ဆိုတော့ပဲတစ်လုံးလောက်ဝယ်ပြီးဆွဲသွားကွက်တီပဲကျွန်တော်အခုရောက်လာတဲ့နေရာကျတော့အသားတွေငါးတွေရောင်းနေနေရထင်တယ်ဒီမှာကျတော့အသားတွေငါးတွေအစုံပဲအစုံတုပ်တွေလည်းအကြီးကြီးပဲတွေ့တယ်ဒီရှေ့မှာတော့ခရမ်းကျင်သီးတွေကြည့်ရတော့ခြံထွက်တွေကိုလာရောင်းတာထင်တယ်အသီးနှံတွေကလုံးဝလက်ဆက်နေတာပဲခင်းဒီဟီရဒီဆိုလဲလုံးဝလက်ဆက်နေတာပဲစိုက်ခင်းတွေကခူးပြီးတော့လာရောင်းကြရပဲထင်တယ်ကလောဘက်မှာတော့ကျက်သွန်ပြူတွေတွေ့တာတော်တော်လေးကိုလက်ပါတယ်ကျက်သွန်ပြူကဟင်းတိုင်းလေးထိချက်ပြီးတော့ကြာလေးထားခံတဲ့အတွက်ကျက်သွန်ပြူတော့ခမ်းများများလေးဝယ်ပြခဲ့ပါတယ်အခုကျွန်တော်ဈေးအပြင်ကိုလိုက်ပက်ကြည့်ပြီးသွားပြီဆိုတော့ဈေးနောက်ပြင်ရောက်လာပါပြီကလောရောက်လို့တည်နိုင်မယ်ဆိုရင်မဖြစ်မနေဝယ်သွားမယ်အတီးရှိပါတယ်အဲ့ဒါတော့ထောပတ်တီပါကလောမှာထောပတ်တီပေါ်သလိုဈေးလေးတော်တော်လေးကိုတန်နေနောက်ပြီးတော့ဒီကအသီးတွေကလက်ဆက်ဆက်နဲ့ပို့ပြီးတော့စားလို့ကောင်းတယ်လို့ခံစားရတယ်အခုဝယ်နေတာတော့ပိုးစားသီးပါဒီအသီးရဲ့ပုံစံကအပြင်ပန်းကြည့်လိုက်ရင်မာကြစ်လေးလို့ထင်ရတကယ်တော့သူကအရေရွှဲပြီးတော့အီလေးချိုတယ်ရှောက်ချိုသီးကိုစားရတာနဲ့တူတယ်မစားတော့ကောင်းလားကျွန်တော်ဈေးဝယ်လာအထုပ်တွေအများများလို့မနိုင်မနေနေဖြစ်ကုန်ပြီတစ်ခေါက်ဟိုတယ်ပြန်ထားပါမယ်ဒီမှာနောက်တစ်ခေါက်ပြန်လာဝယ်ပါမယ်ကျွန်တော်တို့ဈေးကိုနောက်တစ်ခေါက်ထပ်သွားပါပြီအခုအထုပ်တွေပြန်ထားပြီးပါပြီပထမတစ်ခေါက်ဈေးဘက်ချိန်မှာထောပတ်သီးတွေရောရွှေဖြုံသီးတွေရောဝယ်လာဆိုတော့မနိုင်တော့အဲ့တော့ဟိုတယ်ကလည်းနီးနေတော့ဟိုတယ်ကိုတစ်ခေါက်အရင်ပြန်ထားတယ်အခုဈေးဘက်ကိုတစ်ခေါက်ပြန်ထွက်လာပါပြီဒီတစ်ခေါက်ကတော့ကလောဈေးတွေကိုလမ်းမကြီးပေါ်ကအပေါက်ကနေဝင်ပါမယ်ဒီဈေးထဲမှာကျတော့ဆိုင်တွေကကလောဈေးနေဟုတ်မဟုတ်ဖွင့်ပါတယ်ဒါပေမဲ့ဈေးနေဆိုရင်တော့မူရင်းရှိနေကြဈေးဆိုင်တွေပြင်လိုက်လျှောက်ပြီးတော့ရောင်းနေတဲ့ဈေးတွေတချို့ပါပို့ပြီးတော့စုံလေးဈေးရဲမှာတွေ့ရပါတယ်နောက်ပြီးတော့တခြားနေ့တွေနဲ့မတူဘဲနဲ့ဒီဈေးနေ့ဆိုလို့ရှိရင်တော့ဈေးထဲမှာဈေးဝယ်လူတွေကပို့ပြီးတော့များပါတယ်ကျွန်တော်အခုဈေးထဲပြန်ဝင်လာတာကတော့ပြန်မဲနေ့မှကတ်ပြီးတော့ဝယ်ဖို့လုပ်ထားတဲ့ဒီဂျာစီတို့ဝိုင်တို့ပေးကြီးလော်တို့စတာတွေဝယ်သွားဖို့အတွက်ပြန်လာပဲဖြစ်ပါတယ်ကျွန်တော်တောင်ကြီးပဲလော်တော့ပထမရက်ကတထုပ်ဝယ်သွားဖို့တဲ့ဒီရွှေပြည်စိုးဆိုင်မှာပြန်ဝင်ပါမယ်ဒီဆိုင်မှာတော့စားတောက်ကုန်တွေကိုသူ့ဆိုင်တစ်စိတ်တက်ပြီးတော့ရောင်းတာဒီဆိုင်ကတောင်ကြီးပဲလော်တော့သဘောကျသွားတဲ့အတွက်ထပ်လာဝယ်တာပါရှမ်းကျင်လက်ဆက်လေးစားအောင်လို့ရန်ကုန်ကိုရှမ်းကျင်လေးဝယ်သွားပါမယ်ဟုတ်ရအစိတ်ကားပြီးတွေ့ဈေးရဆိုင်အများစုကတော့စားတောက်ကုန်တွေကိုသူတို့ရဲ့ဆိုင်တစ်စိတ်ပြန်တက်ပြီးတော့ရောင်းကြရများတယ်ကျွန်တော်တို့မင်းတန်းဆိုတဲ့ဆိုင်မှာလက်ဖက်6ဝယ်ခဲ့ပါတယ်နောက်ပြီးတော့ဒီမှာနေရာစီးတွေအရင်တက်နေလို့စီပူးနေရောင်းတာရန်ကုန်မှာဆိုရင်ပါကင်တစ်ထုပ်ဝယ်ဆိုင်နည်းနည်းလေးပဲပါတယ်နှစ်ယောက်စလုံးကလည်းနေရာကြီးကြိုက်တာဆိုတော့ကလောရောက်တော့ခမ်းများများလေးဝယ်ခဲ့လိုက်တယ်ရန်ကုန်ကလူတွေကိုလက်ဆောင်အတွက်ဝိုင်းဝယ်သွားပါမယ်။နောက်ဈေးထဲမှာနည်းပါလိုက်ပတ်ကြည့်ပြီးတော့ဒီရွှေတောင်ကြားဆိုရဲ့ဆိုင်ကတော့ဈေးမှန်နေပေါ့နော်။နောက်ဒီဆိုင်မှာဒေတာထွက်ဝိုင်းအမျိုးအစားတော်တော်စုံလေးကိုရတယ်။ဖွင့်ပြီးသားပလင်းရှိရင်လည်းအမြည်တိုက်တယ်ပေါ့။ဒါဆိုရင်တော့ဝယ်လို့ချမ်းလို့ပြီးပြီ။ပထမတစ်ခေါက်ဈေးကိုလာတော့ကျတော့ဝယ်လာတွေများတော့တိတ်မသိနိုင်တော့ထောပတ်တီးကတဝက်လောက်ပဲဝယ်ခဲ့ရတယ်
အဲ့တော့ခုတစ်ခေါက်ဈေးပြန်ရောက်တော့ထောပတ်တီးထပ်ဝယ်တယ်ဝိုင်ဘလင်းတွေပါလာတယ်အဲ့ဒါတွေကိုဟိုတယ်တစ်ခေါက်ပြန်ထားလိုက်အောင်မယ်ဝင်းသားကိုကြိုက်တဲ့အချက်ကအဲ့ဒါဈေးနဲ့မတရားနီးတဲ့အတွက်ဝယ်လိုက်ပြန်ထားလိုက်ဝယ်လိုက်ပြန်ထားလိုက်နဲ့အစီပဲတတိယတစ်ခေါက်ဈေးတွေကိုပြန်သွားတာတော့နေ့လယ်စာစားဖို့ဒါပေမဲ့စားကျင်တဲ့ဆိုင်မှာငါးထမင်းကကုန်သွားပြီဆိုတော့အဲ့ဒီနေ့လယ်စာကိုတော့ကျွန်တော်ရွှေကလောမှာပဲစားလိုက်ပါတယ်ကဲဒီနေ့တော့ရန်ကုန်မပြန်ခင်လေကလောရဲ့ဈေးနေ့မှာကျွန်တော်တို့အားရပါရဝယ်ချမ်းခဲ့ပါပြီအကယ်လို့ကလောကိုများရောက်ခဲ့လို့ကလောဈေးနေ့နဲ့ကြုံခဲ့မယ်ဆိုရင်ဈေးဝယ်စရာမရှိရင်တော့ဈေးနေ့ကိုတစ်ခေါက်လောက်တော့ပတ်ကြည့်ပါလို့ကြံပေးချင်ပါတယ်ကျွန်တော်တို့ရဲ့ vlog လေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက် vlog တွေမှာပြန်တွေ့ကြမယ်နော် bye bye